Recap Channel မှာကြိုဆိုပါတယ်ဒီနေ့မှာတော့2009ခုနှစ်ကထွက်ရှိခဲ့တဲ့ဟာတာစိတ်ကူးရင်စမ်းကြဲရုပ်ရှင်ကားတကားဖြစ်တဲ့စင်ဘောအကြောင်းကိုတင်ဆက်ပေးသွားမှာပါဇလန်အညွှန်းမစခင် spoiler ပါဝင်နိုင်တာမို့သတိပေးပါရစေဇလန်အစမှာတော့အယောင်သွေးစုံလင်တဲ့အိတ်ဆက်ဝတ်စုံကိုဝတ်ဆင်ထားတဲ့ဂျပန်မျိုးသားတဦးဟာတကားပြတင်းပေါက်နဲ့မျက်နှာကျက်မရှိတဲ့အဖြူရောင်အခန်းလွတ်တစ်ခုထဲမှာနိုးလာပါတယ်သူကအခန်းနံရံတစ်ခုနာကိုကတ်ကြည့်တဲ့အခါထူးဆန်းတဲ့အရာတစ်ခုနံရံကနေထွက်နေတာကိုတွေ့လိုက်ရတယ်အဲ့ဒါကတော့အမျိုးသားအင်္ဂါပုံစံမျိုးပါသူကအဲ့ဒီအရာကိုလက်နဲ့အသာလေးလိုကြည့်ပြီးထိပ်ဖျားကိုနှိပ်လိုက်တဲ့အခါကျမ်းပြင်တဲ့နံရံတွေထဲကနေရေမောနေတဲ့ကလေးနဲ့သူငယ်ရာပေါင်းများစွာထွက်လာပါတယ်စက္ကန့်ပိုင်းလောက်ပဲကြာပြီးသူတို့ပြန်ဝင်သွားတဲ့အခါနံရံနဲ့ကျမ်းပြင်တစ်ပြင်လုံးမှာအဲ့ဒီအင်္ဂါပုံစံခလုတ်တွေအပြည့်ဖြစ်ကျန်ခဲ့ပါတယ်ဒါကိုတင်ယူခြင်းအဆင့်လို့ခေါ်ပါတယ်သူဟာကြောက်လန့်တကြားအကူအညီတောင်းပေမဲ့ဘယ်သူမှရှိမနေပါဘူးနောက်ဆုံးတော့သူလည်းစိတ်ပြက်လက်ပြက်နဲ့ဟိုခလုတ်နှိပ်ဒီခလုတ်နှိပ်လုပ်ကြည့်တဲ့အခါခလုတ်တစ်ခုစီကနေတပုတ်တလေးကအစပန်းအိုးကြီးတွေထိထူးဆန်းတဲ့ပစ္စည်းတွေကျလာတာကိုတွေ့ရပါတယ်ခလုတ်တစ်ခုကိုထက်ခါနှိပ်ရင်အဲ့ဒီပစ္စည်းပဲထက်ကျလာတာမို့သူလဲစမ်းသက်ရင်းနဲ့တူ chopsticks တွေအကုန်လိုက်ကြည့်ရလာပါတယ်ဒါပေမဲ့နောက်ခလုတ်တစ်ခုကိုနှိပ်လိုက်တဲ့အခါမှာတော့လှဲလေးတစ်စီးထွက်လာပြီးသူ့ခြေထောက်ကိုတိုက်မိလို့နာကျင်သွားရပါတယ်နာလုံးလို့နောက်ခလုတ်တစ်ခုကိုထပ်နှိပ်လိုက်တော့တင်မပုံစံပြောင်းသွားပြီးသူ့မျက်နှာကိုလေးလဲပြလိုက်ပါသေးတယ်။နာရီတော်ကြာတဲ့အထိသူဟာပစ္စည်းမျိုးမျိုးကိုစုဆောင်းမိနေပြီးမတော်တဆဘောလုံးနဲ့နယံကိုပြစ်မိရာကနေဆူရှီတွေကျလာပါတယ်။ဗိုက်စာနေတာနဲ့အတော်ပဲဆိုပြီးစားဖို့ပြင်ပေမဲ့ငံပြာရည် soy sauce မပါလာပါဘူး။သူကငံပြာရည်ပေးဖို့အော်ဟစ်တောင်းဆိုပြီးခလုတ်တွေရှောင်းနှိပ်ပေမဲ့ဆူရှီတွေပဲထည့်ရနေပြီးငံပြာရည်ကထွက်မလာပါဘူး။နောက်ဆုံးတော့ငံပြာရည်မပါဘဲဆူရှီတွေကိုအားရပါရစားလိုက်ပါတယ်စားလို့လည်းပြီးရောနောက်ဆုံးတစ်ခေါက်ထပ်နှိပ်လိုက်တဲ့အခါမှငံပြာရည်ပလင်းထွက်လာလို့သူဒေါသတကြီးနဲ့ပလင်းကိုဘေးဖယ်လိုက်ရပါတယ်နောက်ထပ်ခလုတ်တစ်ခုကိုနှိပ်လိုက်တဲ့အခါသုံးမျက်မှန်တစ်စုံရလာပါတယ်အဲ့ဒါကိုတက်ကြည့်လိုက်တော့ကလေးနဲ့သူငယ်တယောက်ကခလုတ်တစ်ခုကိုညွန်ပြနေတာတွေ့ရလို့ဒါဟာလွတ်မြောက်ဖို့လမ်းစာပဲဆိုပြီးဝမ်းသာအားရနှိပ်လိုက်ပါတယ်ဒါပေမဲ့ထွက်လာတာကတော့ခန်းတောင်တစ်ခုနဲ့အပေါ်ကနေကျလာတဲ့တင်ပါကြီးဖြစ်ပြီးသူ့ကိုလေးလဲချသွားပြန်ပါတယ်ဒီလိုနဲ့အချိန်တွေကုန်လာပြီးကာတွန်းစာအုပ်တွေဖတ်နေရင်အပိုင်း6ကိုလိုချင်လို့ခလုတ်တွေလိုက်နှိပ်ပေမဲ့အပိုင်း8ကိုတွေ့ပဲရနေပါတယ်ဒါပေမဲ့ကံကောင်းစွာနဲ့ပဲခလုတ်တစ်ခုကနေရန်ကိုပွင့်သွားစေပြီးအထဲမှာတကားတစ်ချက်ရှိနေတာကိုရှာတွေ့သွားပါတယ်သူကပျော်သွားပေမဲ့ဘဲခလုတ်ကတကားဖွင့်လာလဲဆိုတာမျက်စိလဲသွားပြန်ပါတယ်ခလုတ်တွေကိုရမ်းနေရင်အာဖရိကတိုင်းရင်းသားတယောက်နေရန်တစ်ခုကနေတစ်ခုကိုပြေးသွားတာခေါင်းပေါ်ရေတွေကျလာတာမျိုးတွေကြုံရပါတယ်နောက်ဆုံးတော့မှန်ကန်တဲ့ခလုတ်ကိုနှိပ်မိပြီးတကားစီပြေးပေမဲ့သူရောက်ခါနီးမှာပဲတကားကပြန်ပိတ်သွားပါတယ်သူဟာနီလန်းပေါင်းစုံနဲ့ကြိုးစားပါတယ်ခြေထောက်နဲ့နှိပ်ပြီးပြေးတာရင်ကောင်ရိုက်တန်နဲ့ရိုက်တာကျိုးခုံကျိုးနဲ့ဆွဲတာပန်ကာလေးနဲ့မှုတ်တာဘာမှမအောင်မြင်ပါဘူးခလုတ်ကိုဖိထားဖို့ပန်းအိုးကြီးနဲ့တင်ထားပေမဲ့ခလုတ်ကပြန်ကန်တက်လာပါတယ်ပန်းအိုးကိုလေးလံအောင်ဆူရှီတွေနဲ့အပြည့်ဖြစ်ပြီးခလုတ်ပေါ်တင်ဖို့ကြိုးစားပေမဲ့ပန်းအိုးကလေးလွန်းလို့မနိုင်မနှင်းဖြစ်နေတော့အာဖရိကတိုင်းရင်းသားနဲ့တိုက်မိပြီးပန်းအိုးကွဲသွားပါတယ်စိတ်ဓာတ်တွေကျနေတဲ့အချိန်မှာသူကနယံကိုကန်လိုက်မိရာကနေမျက်နှာချက်ကနေကျိုးတစ်ချောင်းကျလာပါတယ်သူကအဲ့ဒီကျိုးကိုအသုံးချပြီးတကားစီလွှဲသွားဖို့ကြံစီပါတယ်ဒါပေမဲ့တကားစီရောက်သွားတဲ့အခါမှာတော့တကားကတောက်ခတ်ထားတာကိုတွေးလိုက်ရပြန်ပါတယ်သူဒေါသထွက်ပြီးနယံကိုထက်ကန်မိတဲ့အခါအခန်းလယ်မှာတော့တစ်ချောင်းပေါ်လာပါတယ်ဒါပေမဲ့တော့ကလည်းခလုတ်ကိုဖိထားမှပေါ်နေတာပါသူဟာကျိုးရဲ့ရေဆွဲကရိယာ plunger ရေကိုအသုံးချပြီးခလုတ်တွေကိုနှိပ်တော့ကိုယူတကားစီကိုအချိန်မီရောက်အောင်သွားနိုင်ခဲ့ပါတယ်ဒါပေမဲ့တကားမှာနောက်ထပ်ကနန်း3လုံးပါတဲ့စကဝက်တော့ခလောက်တစ်ခုရှိနေပြန်ပါတယ်အဲ့ဒီစကဝက်ကတော့အခန်းထဲမှာဟိုပြေးတီးပြေးလုံနေတဲ့အာဖရိကတိုင်းရင်းသားရဲ့နဖူးပေါ်ကကနန်းတွေဖြစ်နေပါတယ်သူဟာခက်ခဲနဲ့ကနန်းတွေကိုရိုက်နှက်ပြီးတကားကိုတွန်းဖွင့်လိုက်နိုင်ပေမဲ့အခန်းချင်းလေးထဲမှာပိတ်မိသွားပြန်ပါတယ်သူဟာအရင်ခန်းတုန်းကလွတ်လပ်မှုကိုတန်ဖိုးမထားမိခဲ့တာကိုနောင်တရပြီးငိုကြွေးနေမိပါတယ်အဲ့ဒီအချိန်မှာနေရန်ကြားကလေတိုးတန်ကြားလို့တွန်းလိုက်တဲ့အခါလမ်းတစ်လျှောက်လုံးအမှောင်တိကျနေတဲ့လမ်းမကြီးတစ်ခုကိုရောက်သွားပါတယ်သူဟာအဆုံးမရှိပြေးလွှားနေရင်နောက်ဆုံးမှာတော့အခန်းတစ်ခုကိုရောက်သွားပါတယ်အခုဆိုသူ့စပင်တွေရှည်နေပြီးအိတ်ဆက်ဝတ်စုံအယောင်တွေလည်းလွင့်ပြဲနေပါပြီအဲ့ဒီခန်းမှာတော့ကလေးနဲ့သူငယ်တွေအစားလူကြီးနဲ့သူငယ်တွေရှိနေပြီးအင်္ဂါခလုတ်တွေကတော့ရှိနေသေးပါဒါကတော့လေ့ကျင့်ခြင်းအဆင့်ဖြစ်ပါတယ်တစ်ဖက်မှာလည်းမက္ကဆီကိုနိုင်ငံကအန်တိုနီယိုတို့မိသားစုဟာဒစကာကမန်လို့လူသိများတဲ့နဘန်းသမားဖခင်ဖြစ်သူအတွက်စိတ်ပူနေကြပါတယ်သူဟာ
ငယ်ရွယ်တဲ့ပြိုင်ဘက်နဲ့ရှင်ပြိုင်ရမှာမို့စိတ်တက်ကြနေတာပါပွဲစတဲ့အခါ Scotland ဟာရှုံးနိမ့်တော့မဲ့အခြေအနေကိုရောက်နေပါတယ်အဲ့ဒီအချိန်မှာပဲဟိုဘက်ခန်းထဲကအမျိုးသားဟာခလုတ်တစ်ခုကိုနှိပ်လိုက်တဲ့အခါ Scotland ရဲ့လေပင်ကမော်ဆန်စွာရှေ့ထွက်သွားပြီးပြိုင်ဘက်တွေကိုခေါင်းနဲ့တိုက်ခိုက်အနိုင်ယူလိုက်နိုင်ပါတယ်အခန်းထဲကအမျိုးသားဟာခလုတ်တွေကိုစက်တိုက်နေရင်ကဘာပေါ်ကဖြစ်ရအမျိုးမျိုးကိုထိန်းချုပ်နေတာကိုသဘောပေါက်သွားပါတယ်ခလုတ်တစ်ခုကအမေရိကန်ကအဆိုတော်ကိုမိမုတ်စေတယ်နောက်တစ်ခုကတရုတ်ကလူတစ်ယောက်ကိုခွေးလိုဟောင်းစေတယ်နောက်ဆုံးမှာတော့သူဟာခလုတ်တွေကိုနှိပ်ယုံတင်မဟုတ်ပဲနေရန်ပေါ်ကိုတွေ့တက်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူတွေ့တက်လိုက်တိုင်းကဘာပေါ်မှာပန်းတွေပွင့်တာစင်တကောင်တေဆုံးတာကနေစလို့လပေါ်လူစင်းတက်တာအထိအကျိုးသက်ရောက်မှုတွေဖြစ်ပေါ်စေပါတယ်သူအပေါ်ဆုံးကိုရောက်တဲ့အခါမှာတော့သပင်နဲ့မုတ်စိတ်တွေအရှိကြီးဖြစ်နေပြီးနတ်သူငယ်တွေလိုပဲပြန်တန်းနိုင်သွားပါတယ်သူဟာဖျားသခင်တပားရဲ့အခန်းကဏ္ဍကိုလက်ခံလိုက်ပြီးလူသားမျိုးနွယ်ရဲ့ဖြစ်ရပ်တွေကိုစိတ်ကြိုက်ဖန်တီးပါတော့တယ်နောက်ဆုံးမှာတော့သူဟာအလင်းတကားတစ်ခုကိုဖျက်ပြီးနောက်ဆုံးအခန်းကိုရောက်သွားပါတယ်အဲ့ဒီအခန်းရဲ့နေရန်တွေမှာတော့ကမ္ဘာတိုက်ကြီးတွေရဲ့ပုံစံရှိနေပြီးအလွန်ကြီးမားတဲ့အင်္ဂါခလုတ်ကြီးတစ်ခုရှိနေပါတယ်ဒါဟာအနာဂတ်လို့ခေါ်တဲ့နောက်ဆုံးအဆင့်ပဲဖြစ်ပါတော့တယ်ဒီဇာတ်ကားလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်နောက်ထပ်ဘယ်လိုဇာတ်ကားမျိုးကိုrecord လုပ်ပေးစေခြင်းလဲဆိုတာပြောခဲ့ပါဦးနော်တင့်အတွက်စိတ်ဝင်စားစရာကောင်းမဲ့တခြားဇာတ်ကားတွေကိုလည်းကျွန်ုပ်ရှာဖွေတင်ဆက်ပေးနိုင်ပါတယ်